မိဘရဲ့ချစ်ချင်းမြတ်တာမဆိုင်ဘူးကျမစီကိုခွဲဝေပေးလိုက်ရသူထင်တော့ထင်တယ်တကယ်ဆုံးသွားလားသမီးလေးရဲ့ဘာလေးလို့ရှိရနော်သမီးလေးသမီးကြည့်လို့မရဘူးလေဘာသာမိမကြီးကြည့်လို့ရမယ်လေသမီးလည်းကြည့်ရမယ်လေဘာသာဒီဘာသာကြည့်ပါနဲ့ငါတော့မရှိတယ်လေသမီးရဲ့ကျင်နာရဲ့ငယ်ဘဝကိုကြားရတာစိတ်မကောင်းလိုက်တာဗျာအဲ့လိုနဲ့ပဲဦးနဲ့အန်ဒီစီကိုမွေးစားသမီးဖြစ်နေရောက်ခဲ့တာကျမဘွားရအဲ့လောက်လည်းမလွယ်ကူပါဘူးကိုညာတန်နေကျမဘွားဆုံးတဲ့အချိန်မှာကျမအဖေရကျမစီကိုရောက်လာခဲ့ပြီဘလို့ဖြစ်တာအဲ့ဒီအချိန်တော့မလေးရတွေးလုံးတော့ကိုယ်နဲ့အရေးပေါ်ဆေးရုံတတ်လို့နေရတဲ့အချိန်ပေါ့ဒါဆိုအဲ့ဒီရက်တွေမှာကျင်နာတယောက်တည်းဘလို့ရက်တည်ခဲ့လဲကျမအဖွားရဲ့အတူပါပြီးတော့ကျမဖေရဲ့မျိုးတယောက်ကလာခေါ်သွားတယ်မျိုးဆိုတာလဲစက်မှာပဲတော်တာပါကျမဖေညီတဝန်းခွဲရဲ့မိန်းမလေးအဲ့ချိန်တော့ကျမဖေရောသူ့ရဲ့ညီရောမရှိကြတော့သူ့နာမည်တော်အေးမြင့်တယ်ဒါပေမဲ့သူ့စီရောက်ပြီးမှကျမဘဝငယ်ကြစလို့ပူလောင်ခဲ့ရတယ်မနှက်ဆိုအစိုးရထားပြီးတော့သူတို့မိသားစုစားဖို့ထမင်းအိုးတည်ပေးရတယ်အိမ်တန့်ရှင်လုတ်ပေးရတယ်ပြီးမှမနှက်ဆောင်သူတို့ကြံတဲ့ဟာလေးပေါင်းပြီးစားရတယ်သူတို့ရဲ့အဝတ်တွေကျမပဲလျှော်ပေးရတယ်တမနက်လုံးအလုပ်တွေလုပ်ထားလို့နေ့လည်နေခင်းဆိုရင်လည်းခဏတစ်ပြုတ်ထောင်မေးချိန်မရပါဘူးနေခင်းပန်းတရေတမောအိတ်တက်တဲ့သူ့နင်းနေပေးရတယ်သူအိပ်ပျော်သွားလို့ကိုအိပ်မိရင်လည်းကပြင်းမဆိုပြီးတော့ခေါင်းခောက်ခံရသေးတာအမှန်တော့သူဟာကျမကိုစောင့်ရှောက်ဖို့ခေါ်သွားခဲ့တာမဟုတ်ဘူးလေသူ့အိမ်မှာအိမ်ပေါ်လိုလက်တို့လက်တောင်ခိုင်းချင်လို့ခေါ်သွားခဲ့တာ
တာထက်ပိုဆိုးတာသူချဲရှုံးနဲ့ပတ်ဆက်ပေးဖို့အတွက်ကျမကိုစားတော့ဆိုင်မှာရောင်းစားလိုက်တာပါခက်ကောင်ကနေဘယ်လိုဖြစ်လာရပါတယ်ဗျာကမတွေကလောက်တော့မှမဟုတ်ဘူးကလေးကတော့မလုပ်ပါနဲ့မဟုတ်ဘူးဆရာဒီကလေးကငပြင်းမှာတခြားကလေးတွေအလုံးတစ်ခုပြီးတစ်ခုတော့မပြီးဘူး तू ကကလေးပဲရှိသေးတယ်လေမိခင်ရုံမှနေပြီးတော့ကြောင်းတရားပဲရမဟုတ်ဘူးလားသူ့ကိုနားလေးပေးတာတီးလို့ကဲဒီပကံခွဲလေးပြန်ကောက်သိလိုက်ပြီးရင်ခွက်တစ်ခုပြန်ချနောက်တစ်ခါတွလွဲထွက်လို့ရင်နင်းနဲ့ငါနဲ့တွေ့တော့သမီးဘယ်လိုပြရလဲသမီးရဲ့သမီးကိုဦးလိုက်ပါရဲ့သမီးပြည့်မျိုးတွေဒီပါသွားတယ်ဆိုဒါသမီးမျိုးဆိုင်အမျိုးအနီးအဲ့ဒီမှာဆောက်ခဲ့တာဟာကွာမချိန်းလိုက်တော့ကွာကိုပြပါဒါကျွန်တော်ပြောတဲ့ကလေးတွေဩမှတ်မိပြီအကျဉ်းသားဆိုတာလားဟုတ်တယ်သမီးကိုကျွန်တော်မမျှော်လင့်မဲ့အခုလိုပြန်တွေ့ရတာကိုပြကျွန်တော်ကျေးဇူးအများကြီးတင်တယ်ဗျာဘာဆိုင်လို့လဲဗျာဟိုခင်ဗျားကကျွန်တော်ဒီဆိုင်မှာမချေးရင်ကျွန်တော်သမီးနဲ့ပြန်တွေ့လို့မလွယ်ဘူးလေဗျာသမီးကိုကျွန်တော်ဒီတိုင်းပြန်တွေ့ရကျွန်တော်စိတ်ထဲဘလို့မှမကောင်းဘူးဗျာကိုပြကျွန်တော်ကလေးကိုဦးစားတခါလေးစီစဉ်ပေးတာတော့ပြည်တန်းမှာစီစဉ်ပေးပါမယ်ဗျာဒါလည်းဒီအလုပ်ကိစ္စအောင်ထားလိုက်ကြအဲ့ဒါအရင်မကြည့်ဘူးသမီးရကြီးကြီးလို့လူစမ်းပါဒါဆိုလဲကလေးကိုတခါလေးခေါ်တော့လို့ရအောင်ကျွန်တော်စီစဉ်မယ်ဗျာကလေးကိုကြည့်ရတာလေဒီမနေကတိတ်ချင်ပြေပုံပေါ့ဘူးဗျာဘလို့လို့ပြည်မလဲဗျာကြည်တန်းပေါ်ကလေးနဲ့မတန်ပြန်ချက်ခိုင်းတာသူရှိချုပ်ကရှိနေဦးမြင်ပါဟုတ်ကဲ့ပါကိုဟောတာကကျွန်တော်ရဲ့ reason ကဒီကလေးကကျွန်တော်ရဲ့မိတ်ဆွေဥအောင်ပုံဝေးစားဖို့စီစဉ်ထားတဲ့ကလေးအခုသူတို့ပြန်တွေ့ကြပြီကလေးကိုကျွန်တော်မိတ်ဆွေမွေးစားဖို့အဆင်ပြေအောင်ခင်ဗျားကူညီပါခင်ဗျားအတွက်လည်းမနှင်းနာစရာဘူးဗျာဟုတ်ပြီလားဟုတ်ပါအဲ့လိုနဲ့ဖေကြီးနဲ့မေကြီးရဲ့တမီးဖြစ်ဖေကြီးရဲ့အိမ်ကျမရောက်ခဲ့ရတယ်အိမ်ကိုစားရရောက်ချင်းမှာပဲမေကြီးကကျမအကြောင်းသိပြီးတော့မျက်ရည်ကျတယ်အဲ့ဒီကလေးကနေလေးကကျမအကြောင်းသူ့အမေငုံရပါတယ်ဆိုပြီးမလိုလားတဲ့အကြည့်တွေနဲ့ကြိုဆိုခဲ့တာပေါ့လေ
ကိုညီမလေးလုံးခေါ်နေနင်းနဲ့ငါနဲ့ညီမမဟုတ်နင်းကြောင့်ငါအမေမြဲကြငါမတင်နဲ့ပြီးတော့ငါအဖေနဲ့အမေကိုလည်းဖိမ့်မေလို့လည်းခေါ်စရာမလိုကြားရနော်သမီးဘာလုပ်လဲ ဟုတ်ကဲ့လို့အခက်ကြီးနေနေရှိနေတယ် ဟောသမီးဒီလိုမျိုးအပေါ်မှာရှိနေပြီပုံမလာတော့လည်းရတယ် ရှိနေတယ်ရှိနေတယ် ဒီရတယ်ဘာသမီးကပြီးပါဘူးငါမကြိုက်စရာတည်းမရှိဘူးဟောကတော့ချင်းဒီလိုခံနေတာလေနော်ဟုတ်ကဲ့ဒီတော့နော် Good night ကဲ တမီးခေါ်လို့ပြောမယ်အန်ဒီစစ်တုံးလည်းခေါ်တဲ့ငေးပြီးလည်းထားတယ် တမီးမေယူဘာလို့အန်တီလို့ခေါ်တာလဲ တမီးခေါ်ခိုင်းတာ तू ကတမီးရင်မမဟုတ်တာ ဟဲ့တမီးငယ်ဘယ်လိုပြောလိုက်တာလဲအကျဉ်းကမေယူတရားဝင်မွေးစားထားတဲ့မေရဲ့တမီးအရင်တမီးငယ်လိုပဲအကျဉ်းကတမီးအရင်တမီးရဲ့အမအရင်ပဲကိုအမကိုအဲ့လိုမပြောအောင်နော်မေမကြိုက်ဘူးဘာမှစိတ်မကောင်းဘူးနော် ဟုတ်ကဲ့မေ ညီမလေးကိုသိခံပေးလိုက်ပါထိုးတာအေးရပါတော့အေးဟုတ်ပြီ ဖေး ဟေး အဲ့တမီးဖက်လေဘာလို့သူ့ကိုပေးစီရလဲ ဘုံကြီးသမီးဒီမှာမမောဖေးရဲ့ဖက်နဲ့တင်ဝင်ပေးရသည်ဘူးဒီဖက်နဲ့လေးတရတော့ပေးစီလိုက်ပါနော် မြောင်မြောင်အဲ့တမီးကြိုက်ဆုံးဖက်နဲ့မောင်းလိုက်တာ တော့ယူတော့လုံး တမီးတိတ်မဖြစ်တာလေဟာတမီးမမလေးတမီးရဲ့မေတို့ရုပ်ရှင်ကပြန်လာတော့မတမီးတို့ဖက်နဲ့တလေးဝယ်ပေးမယ်အခုတော့ခဏပေးစလိုက်ပါနော် တော်ပြီအဲ့ရုပ်ရှင်မနိုင်တော့ဘူးမလေးကကိုမန်ပေးလိုက်ပါဖေးရဲ့တမီးရှေ့နဲ့ပဲစီပါ ဘာမှမဖြစ်ညီမလေးရဲ့အိမ်မှာငယ်ဆုံးအဲ့လိုပဲစူးနေကြသူကကောက်ဆယ်ကြံမှန်ကောက်တာသမီးစိတ်ထဲဘာမှမထားနဲ့တည်းနော်ဟိုနောက်နေကြတော့မှသမီးရောညီမလေးရောဖက်နဲ့တင်လေးပြီးဝယ်ပေးမယ်ဟုတ်ကဲ့နော် easy နောက်တော့ဖြောက်ပါလိမ့်နော်
哎，等米哟，ဒီမှာ等米တို့စုဝယ်လာတယ်ပတ်စံစုရအောင်ကြော့ဒါ等米ကြီးတွေဒါ等米ငယ်လေးတွေဒီမှာပတ်စံစုကြနော် ညစုဘွားပုံလာအဲ့ဒါပဲယူတွေ့လားသူများပစ္စည်းကိုမျက်စောင်းထိုးတော့ကိုယ့်ပစ္စည်းပါကြာကွယ်ပြီငယ်မလက်ဖြန်ကြလို့ရှိရင်တမီကြီးလိုဟာမျိုးမိကြီးလုံးထောက်ဝယ်မယ်နော်မမကိုနိုင်မကျင့်ပါနဲ့တမီရဲ့ သူ့စုဘူးပါကွဲရမယ်။တမီးမပိုင်တဲ့အရာဆိုလို့ရှင်သူ့ဘာမပိုင်စီရအောင်။မမကိုအနိုင်မကျင့်တယ်လို့ပြောထားတယ်လေ။အေးနင့်အဖေပြန်လာမှငါတိုင်ပြမယ်။ တိုင်ပေါ့ရိုက်လက်ခံရုံပဲ။ဟာဒီကလေးတော်စိုးနေပါလား ဟာသမီးရတော့တော်တယ်ကွာဟင်နေ့ဝဲလောက်လဲကြောင်းနောက်ကြပြီးတည့်ရတယ်အစနစ်တော့ရတယ်ဟင်ကဲငယ်မဟာငယ်မဘလို့ဖြစ်တာလဲပြီးခဲ့တဲ့လာမှာအစင်သုံးဟာအစင်9000ထိုးတက်သွားတယ်ဒေါ်နေကြီးဒါဘလို့ဖြစ်တာလဲဒီမှာကြည့်ပါဦးဟမ် သမီးကဘလို့လို့တိမှလဲတိချင်ဆီယမသမီးကြီးပေါ့ ဟဲ့သမီးအဖေကဘလို့ပြောလိုက်တာလဲ ဒီလုံးမင်းသမီးနော်ဘာလို့သူ့တငယ်ချင်းအောင်မနေလဲ ဘာပြောလို့ပြောအောင်နော် ပြောပါဦးသမီးညာသမီးကြီးကိုတူရမယ်နော်ဒါပဲပြောမှုမလားဘာသူပညာဆိုင်မှာလောက်ခဲ့ဘူးလို့အင်းအလုံးလုံးတဲ့တာကိုသမီးရအားကိုရတယ်ညီမကတော့စောက်ဖို့ကစားဖို့ပဲတည်တယ်အတိလိုမျိုးအမြဲပြောက်ခံနေရရိုးနေပြီ ဟ
လောက်ပဲမဘလို့ပဲသဘောထားရှာကျမသူ့ကိုဒါမပြည့်ခဲ့ပါဘူးကျမတို့ညီမလေးရင်းရောက်လို့ပါစကားတွေကပေါ့ငါကမေလို့သူ့ဘဝအကြောင်းပြောပြနေရလေဘာဖြစ်လို့တော့ဘာမှမဖြစ်ပါဘူးတစ်ရှိုးကိုလှမ်းပေးလိုက်တာမျိုးမဟုတ်ပဲရှင်ကိုယ်တိုင်တုတ်ပေးလိုက်တာမျိုးဆိုရင်တော့တခုခုဖြစ်မယ်ထင်တာပဲဥပမာပေါက်ဖြောင်းနဲ့ရိုက်ချလိုက်တာမျိုးပေါ့ညီမလေးရဲ့မမအဲ့လိုမပြောပါနဲ့လားမပြောပါဘူးနင်းနဲ့ငါစရင်ရှင်းဖို့အချိန်ရောက်ပြီစကားပေါ်မပြောပဲလက်တွေ့စရင်ရှင်းမယ်ဘာစင်းရှင်းစရာရှိလို့လဲစရင်ရှင်းဖို့အတွက်စရင်အရင်စစ်ရမယ်မိခင်တက်တာတော့ယူလာခဲ့ကြားလားဖေဖေရဲ့ဝါပဲချီရမိတူထင်တယ်ကျွန်တော်အိုးအောင်ကိုနဲ့ကျမတော်ရွလွယ်တော့တယ်အကျဉ်းလင်မယားတော်ဆက်ကြပြီမကွယ်လွန်မီအောက်ပါအတိုင်းတည်တန်းစာကိုရေးခဲ့ပါသည်ကျွန်တော်အိုးအောင်ကိုနဲ့ကျမတော်ရွလွယ်တော့တယ်သမီးနဲ့အိုးရှိပါသည်သမီးများမှာတစ်အကျဉ်းလားနှစ်မနေရီလို့ဖြစ်ပါလေကျွန်တော်ကျမတို့ကွယ်လွန်သွားသည့်အခါ
ရင်နဲ့သေးချာသမီးနှစ်ဦးဖြစ်သည်မတ်အကျဉ်းသာနဲ့မတ်နေရီတို့အားမိဘနှစ်ဦးပိုင်ဆိုင်မှုအမွေများကိုဖော်ပြပါသမီးနှစ်ဦးအားညီတူမျှတူအကျိုးခံစားခွင့်ရရှိနိုင်ရန်အတွက်ထားရှိခဲ့ပါသည်ညီမနှစ်ဦးမှာအကျိုးခံစားခွင့်မိဘပိုင်အမွေများကိုညီတူမျှတူခံစားရယူပြီးနောက်အမအကြီးဖြစ်သူမတ်အကျဉ်းသာမှာညီမဖြစ်သူမတ်နေရီခံစားရရှိမည်မိဘပိုင်အမွေပစ္စည်းများကိုမတ်နေရီအိမ်ထောင်မပြုတ်မချင်းအမဖြစ်သူမတ်အကျဉ်းသာမှာထိမ့်သိမ်းဆောက်ရှောက်သွားမည်ကိုလည်းမိဘနှစ်ပါးမှာသဘောတူညီကြောင်းတည်တန်းစာရေးခဲ့ပါသည်။အော်ပိုင်ဆိုင်သမျှစိတ်စိတ်နေတော့မှာတင်းနဲ့ငါတဝက်စီရဲလားဒါတော့ငါအိမ်ထောင်ကြမှာတင်းကလွှဲပေးရမယ်တဲ့ရှိလားလို့ကြည့်ပါအောင်ဒီဘက်ထဲရထင်တယ်နော်အဲ့ဟို data တွေထည့်ပြီးသွားလားဟာဟို Hadis အလွတ်လုံးလိုချင်တယ်ဆိုလို့ဟုတ်တယ်ဟိုကိုရတော့ညွေကိုရိုင်းလာပေးနေသေးတယ်ဝန်ထမ်းတယောက်ကိုပေးခန်းလိုက်လေရရတာနဲ့ရပါရဲ့ဗျာတကယ်လို့ကျွန်တော်ကိုရိုင်းကူလုပ်ပေးဖို့လိုတယ်ဆိုလို့ရှိရင်လည်းကိုရိုင်းကူညီလို့ရအောင်လို့စဉ်းလာခဲ့တာပါဒါနဲ့ဒီ Hadis ကကုမ္ပဏီနဲ့ပတ်သက်တဲ့ share agreement စီ project တွေလေချက်လက်တွေအားလုံးပါပဲညီမလေးကလူကျင်လို့တဲ့အလုပ်ကြောင်းတခါမှစိတ်ဝင်စားတဲ့လူကအခုမှအရင်ကစိတ်ဝင်စားလို့ဆိုပေမဲ့အခုစိတ်ဝင်စားလာလို့နေမှာပေါ့အဲ့ဒါလည်းကောင်းပါရဲ့လေဖေးနဲ့မေးတို့လည်းမရှိတော့ဘူးဆိုတော့သူအလုပ်ကိုစိတ်ဝင်စားလာတာကျမတို့ကောင်းပါတယ်အားကိုးရတာပေါ့အဲ့ဆိုလို့ရှိရင်ကျမ data တော့ပြလိုက်အောင်ကျေးဇူးတင်ပါတယ်အန်ဒီဘယ်လိုပြောရမှန်းတော့မသိပါဘူးတမီးသူ့အလုပ်ကိစ္စနဲ့ပတ်သက်တဲ့စာနဲ့သူပဲသိတာတမီးဖေးရဲ့တည်ရန်စာအန်ကဲအလုပ်တွေနဲ့မပတ်သက်ဘူးထင်တယ်ပတ်သက်တာပေါ့တမီးအဖေကဦးမြင့်မောင်ရဲ့ clients လေတမီးအဖေရဲ့တည်ရန်စာတွေမှန်သမျှလဲသူပဲအကုန်စီစဉ်ပြီးရေးခဲ့တာတမီးရဲ့ဒါဆိုရင်ဖေးရဲ့တည်ရန်စာမူရင်းကိုဘယ်တော့မှပြင်မရနိုင်တော့ဘူးလို့ပြောချင်တာလားဟဲ့ဘယ်လိုပြောလိုက်တာလဲတမီးရဲ့တမီးပြောလိုက်တာအန်တီရင်ထဲကိုအောင့်သွားတာပဲအန်တီယောက်ျားတည်သွားတာမှမဟုတ်တာဒါမဲ့ကိုမဝင်နေရလေဟုတ်ပါတယ်ဒါပေမဲ့ကိုမဝင်သွားတာကမျောလင်းကျက်ရာခိုင်နှုန်းအင်မတန်နည်းပေမဲ့ပြန်နိုးထလာနိုင်တယ်ဆိုတဲ့မျောလင်းကျက်လည်းရှိပါသေးတယ်ပြန်နိုးထလာမဲ့အခွင့်အရေးက100ရာခိုင်နှုန်းပဲရှိမယ်ဆိုရင်တော့အန်တီကအဆုံးထိမျောလင်းပြီးဆူတောင်းနေဦးမှာပါတမီးလည်းအဲ့လိုပဲဆူတောင်းပါတယ်ဘာလို့လဲဆိုတော့ဖေရဲ့တည်ရန်စာမူရင်းကဘာမှလဲဆိုတာအန်ကယ်ပဲသိရမှတ်လားတိတ်လဲစိတ်မပူပါနဲ့သမီးရဲ့တကယ်လို့ရုတ်တရက်သူတိမ်မသွားရင်တော့အလုပ်ကိစ္စတွေနဲ့ပတ်သက်တာတွေအတွက်ရေးထားတဲ့စာတစ်စောင်အန်တီမှာရှိပါတယ်အန်တီအဲ့စာလေးသမီးကိုပေးဖက်ပါလားအန်တီသမီးကိုပြောပြီးပြီလေအန်တီယောက်ျားတည်သွားတာမဟုတ်ဘူးသမီးရဲ့
သမီးမပြောနဲ့အဲ့ဒီစာကိုလေအန်တီသမီးနဲ့အန်တီနဲ့တော့လုံးဝဖွင့်မပါဘူးလုံခြုံတဲ့နေရာမှာရှိတယ်ကဲအန်တီတို့လည်းစိတ်ဝင်ပြန်ပြအောင်ရေချင်းယူထားလို့ ဟုတ်ကဲ့သွားလိုက်ပါဦးမီးရှို့ပြင်မလို့ဘာဖြစ်လို့လဲငါအဖေနဲ့အမေပေးထားတဲ့ပညာတွေနဲ့ညအလုံးမလုံးစေချင်ညီမလေးရဲ့စကားတွေကတမျိုးပဲနော်မမကိုဘာများကိုမကျင်တတ်တာရှိလို့လဲပွင့်လင်းလင်းပြောပါပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒီအိမ်ကနေထိုးလိုက်တော့မလေးဒီအိမ်ကနေဆင်းဆိုလို့ရှိရင်မဆင်းလိုက်လို့ရပါမယ်ဒါပေမဲ့ဖိန်းနဲ့မေကြီးကိုညီမလေးကိုဆောက်ရှောက်ပါမယ်လို့မဂရိပေးခဲ့တယ်လေနင်ယူနေလားနင်ဆောက်ရှောက်ပါမယ်ဆိုရင်ငါနင်အခုအလိုမရှိအောင်လို့ဒိုးခိုင်းနေရတယ်တေချာစဉ်းစားပါဦးညီမလေးမတီးအိမ်မှာအိမ်ပေါ်လို့နေဆိုလို့ရှိရင်နေပေးလို့ရပါတယ်မလို့အိမ်ခေါ်ကနေနေရှိရဲ့နီနီနဲ့မှမလုံလောက်တဲ့ပတ်စံပေးပြီးထပ်မှားလိုက်โอเคရနော်နင်တို့လိုက်တော့ Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life, cause I don't feel alive, and there's nothing that makes me happy. Oh, hold my beer for a minute, I'm about to... No, stop shop. Hey, you made a good made high and so big. Drama, I can't get there today. Now, ever touch you? I can't go to the following job. It's not mine, no? It's not shitty machine. Shut up, it's a genie. It's a guy. Now, don't you? Now, don't lose it. She ate the lotion, I do. She be like it. Lura taku puchi mi keji achi bi twasu jurigu kanza ya me tayo sinju de pu mie twa keji lu puka me sura rigu Tibida I'm so naibu Puchi de duga kanza ya me Kyum sai pinga
နေခြင်းပေမဲ့ငါမေးမရဘူးအခြေကနေပြောင်းလဲတဲ့ပြီးထွက်ဆိုကြတွေဟာမောမေချစ်ချစ်မြတ်တာကြီးမလို့တော့ခဲ့အမောင်တွေပြေးလာမယ်နှလုံးသားမှာတရားများပြေခဲ့ပြချစ်ဖို့တော့မလဲကူပဲမုန်းပြီးမုန်းမိနေတော့မေရိတ်တွေချီနှောင်ခြင်းများတဲ့ကယုံတဲ့ပူတခတ်နေတာတွေရှိသေးတော့လင်းမရှိတဲ့ညလိုဝါကိုမောင်တီဖို့လမ်းစီမာနဲ့မန်တွေကိုတော့ပိုင်းချမသိနိုင်ဘူးလေဒါပေမဲ့အမဆုံးနိုင်ငယ်ဘူးပူချစ်တဲ့လူကခံစားရမယ်ကျူးဆိုင်ပေငါနေခြင်းမေးမလဲငါမေးမြဘူးအခြေကနေပြောင်းလဲတဲ့ပြီးထွက်ဆိုကြရီဟာမောမေချစ်ချစ်မြတ်တာကြီးမလို့သွားခဲ့အမောတွေပြေးလာမယ်နှလုံးသားမှာတရားများပြေခဲ့ပြချစ်ဖို့တော့မလဲကူပဲမုန်းပြီးမုန်းမိနေတော့မေချစ်ချစ်မြတ်တာကြီး